ကဲဒီနေ့မင်းပြောပြပေးမှာတော့ကွာလောင်းကြံဘလို့ခုံရလဲဆိုတဲ့အကြောင်းကွာနောက်ပြီးကြတော့အဲ့ဟာကိုမင်းမေးခဲ့တာကြာပြီမင်းလည်းခုမှလှုပ်တက်တယ်ပေါ့ကွာလှုပ်တက်တယ်ဆိုတာလည်းစိုးရုံတော့ပဲပထမဆုံးနေတယ်ကွာဒီဘက်မှာလေးကြောက်တိုင်ရှိတယ်အဲ့ကြောက်တိုင်လေးရှိတယ်မှာခဏရက်နေတယ်ဆိုရင်ကွာ share memory လေးပေါ်လာလိမ့်မယ်အဲ့ဒီမှာကွာအဆင်ပြေတော့ဟာ3ခုပေါ်ပေါ်မယ်6ခုပေါ်မယ်ပေါ့ကွာပေါ်ကျင်တော့ပေါ်မယ်သူတို့ဟာကြည့်ပြီးတယ်လှုပ်လို့ရရကွာနောက်တစ်ခုကဒီဘက်ကြောက်အဆုံးလေးမှာကိုကမှတ်လို့လွယ်မဲ့ဟာလေးပေါ့ကိုယ့်ရဲ့ခုံပဲဖြစ်ပါဖြစ်ပစ္စည်းလေးတစ်ခုထားတာလားအဲ့ဆုံးလေးနာမှာနော်ဘာလို့အဲ့လိုပြောလဲဆိုကွာဒီဘက်ကခုံမယ်ဆိုရင်အဲ့ဆုံးမှကိုကတေချာသိအောင်လို့ကွာအဲ့လိုဒေါင်းဆုံးလေးတွေကခွင်လောင်းကျန်ဖြစ်တယ်ပေါ့ကွာဒါတော့သူများခုံတာတစ်ချက်ကြည့်လိုက်ကာကာတို့ကအဆင်မပြေဘူးကွာမင်းပြတာအဆင်မပြေဘူးဆိုရင်အဲ့ share memory ကသူတို့ခုံတဲ့နေရာလေးကိုလိုက်မှတ်ပြီးတော့ကွာချထားလို့လည်းရတယ်နောက်သူတို့တိုင်းလိုက်ခုံလည်းရတယ်အချိန်လုံးဝိုင်းအဲ့လိုပြုတ်ကြအောင်ပဲကွာသူကခက်တာလို့ပြောရမယ်အချိန်စားတစ်ခုထိမှခုံလို့ရမှာပေါ့ကွာအခုမင်းတို့ share memory နှစ်ခုကြားတဲ့ခုံလိုက်တယ်ကွာတစ်ခါမရအောင်နော်ခုနကလည်းနှစ်ခါပေါ့ကွာမရအောင်မင်းကိုယ်တိုင်ကတီချာမရဘူးကွာဒါပေမဲ့အဲ့တိုင်းဆက်ခုံနေရောက်သွားအဲ့လိုမျိုးတည်မှာကိုကအချိန်စားတစ်ခုတီမှာကွာလုပ်လို့ရမှာဒီလောင်းချန်ခုံတဲ့ဟာလေးဒါဆိုရင်ကြတော့ကဒုတိယချိန်ထပ်ခုံတာခုနနေရပဲနော်ခုံနေမရအောင်ဒါဆိုရင်အရှိတ်မပါဘူးကွာကိုကောင်ကိုခုံနေကြသွားတဲ့ခါကျရင်တိတာတယ်ကိုကဘယ်လိုခုံရမလဲဆိုတော့လေဒီမှာဆိုလဲနော်ထပ်ခုံတယ်နော်တောင်းဆုံးပဲတိုင်းပဲမရအောင်တည်ရမလားအချိန်စားမညီဘူးကွာသူ့ကိုလှုပ်ဖို့ဆိုရင်တော်တော်ကြည့်မှာပေါ့ကွာဒါဆိုရင်တော့နောက်တစ်ခါထပ်ခုံတော့ပေါ့ကွာအဲ့လိုခုံတော့အဓိကတော့စိတ်ရှည်တော့ရတယ်ကွာစိတ်ရှည်နဲ့ကျင့်မယ်ဆိုရင်မင်းဆိုရင်ခါတရားမကတော့ကိုကအချိန်သားတစ်ခုနဲ့ခုံလိုက်တယ်ခုံလိုက်တဲ့ခါကျရင် joystick ကိုညာဘက်ဆောင်းပြရပေါ့ကွာဘယ်ဘက်သွားခြင်းဘယ်ဘက်ဆောင်းပြရတယ်ညာဘက်သွားခြင်းညာဘက်ဆောင်းပြရပြန်ပြမယ်နော်ပထမဆုံးနေနဲ့မှတ်ထားမှာကွာကိုရဲ့နေရာချိန်စဒီကနေကွာ3လမ်းလို့ဟိုဘက်ထိတ်အစွန်းလေးကိုရောက်မယ်ဆိုရင်လည်းရတယ်2လမ်းနဲ့ရောက်မယ်ဆိုလည်းရတယ်ကိုပုံမူတည်ရောကွာခုံနေမြင်3ချက်နဲ့ခုံလိုက်တယ်အစွန်းရောက်တဲ့ခါကျရင်တစ်ချက်နှိပ်လိုက်တယ်ဘယ်ဆောင်ပြီးတော့တခြားကြည့်နော်ပထမဆုံးအနေနဲ့ကွာနေရာတစ်ခုယူလိုက်တယ်ဒါကတော့ကိုကြိုက်တဲ့နေရာယူလို့ရတယ်နော်မင်းပြောဆို3လမ်းနဲ့ပဲရောက်2လမ်းနဲ့ပဲရောက်အချိန်သားတစ်ခုယူပြီးတော့ကွာထိတ်ကိုရောက်ခဏနေကြရင်ဘယ်ကိုအရင်ဆောင်နောက်တစ်ချက်ခုံလိုက်ဆိုရင်ဟိုဘက်ဝေးရောက်သွားပေါ့ကွာလွင့်သွားအဆုံးကိုရောက်တဲ့ခါကွာညာတစ်ချက်ဆောင်နဲ့တစ်ချက်ခုံလိုက်တယ်ဒါဆိုရင်လောင်းကျန်ဆိုအဝေးထွက်သွားတယ်ပေါ့ကွာကိုကောင်နောက်ပြီးကြတော့ကွာဗီဒီယိုစမှာပြောနေတာဘယ်ဘက်လို့မှပြောတာတကယ်ညာဘက်ပါနည်းနည်းကြည့်ချက်ပြီးတော့အဆောင်လိုက်ကွာမင်းရဲ့ joystick လေးကြည့်ပြီးမရှင်းတဲ့ခါကျရင်ဗီဒီယိုလေးကို2ခါ3ခါပြန်ကြည့်ပြီးတော့ကွာတိချာလေးကျင့်ပေးပါသူကများကျင့်မှရမှာကွာဒီတိုင်းဆိုကိုတိုင်ကလည်းမလုပ်ရင်မသိဘူးမင်းဗီဒီယိုကြည့်လည်းမသိဘူးကိုတိုင်ခဏခုံနေမှာအချိန်စားတစ်ခုသိမှာမဟုတ်လို့ပါအားလုံးပဲရှင်းမယ်လို့တော့ထင်ပါတယ်ကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကြည့်ပြီးတော့